အားလုံးပဲမင်္ဂလာပါဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လူငယ်စာရေးဆရာ KTN လက်လုံးမြေရေးသားထားတဲ့မောင်တီပနဲ့ပျောက်ဆုံးနေတဲ့ရှင်လောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမတင်ဆက်မီကျွန်တော်ရဲ့ MZ Entertainment YouTube Channel လေးကိုလည်း like and subscribe လုပ်ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာမောင်တီပတယောက်ခွေးရှင်ပြူအတိုက်ကိုဖြည့်ရှင်းပေးပြီးအင်းနှန်းရွာလေးမှာထွက်ခဲ့ပါတယ်နေလေခွင်းနဲ့တောင်သာဆိုတဲ့ရွာလေးစီရောက်ခဲ့တော့ထိုရွာလေးကအောက်လန်းဆရာပုံနာနေထိုင်တဲ့ရွာလေးဖြစ်ပါတယ်။ရွာနီးသို့ရောက်တော့မောင်တီပမှရွာကိုတစ်ချက်ဝေယမ်းကြည့်လိုက်ခါပြုံးလိုက်တယ်ပြီးမှနှုတ်မှလည်းအော်ရွာပတ်ပတ်လေးကိုအောက်လန်းဆက်တွေတားထားတာပဲ။ကျုပ်အားမြည်တို့မြည်ဖို့စီးကြိုပါမလဲနော်။ပြောကဆက်များကိုဖျက်သိမ်းလိုက်ပါတယ်ဒီလိုနဲ့ရွာဝင်ဝရှိရွာတော်ရှင်နဲ့အနီးရောက်တော့လူလေးအဘယ်သို့ခရီးဆက်မှာမလဲကွယ်မောင်တီပမှအတန်လားရလှမ်းကြည့်လိုက်ပြီအော်ရွာတော်ရှင်အဖို့နေကောင်းတယ်နော်ကျုပ်ကနေလက်ခရီးသွားနေသူပါဗျာကျမ်းပါပါတယ်လူလေးဒါပေမဲ့ရွာတွေကကိစ္စကြောင့်စိတ်မရှမ်းမသာဖြစ်ရတယ်ကွယ်ဘာလို့ပါလဲဖို့ရဲ့ကျုပ်သိခွင့်ရှိမလားရပါတယ်မနေ့ကဒီရွာကိုအတော်လေးအစွမ်းထက်တဲ့ပုံနာဆိုတဲ့အောက်လန်းကောင်တစ်ကောင်ရောက်လာရာကနေအခုဆိုရွာသားတွေအတော်လဲဒုက္ခတွေ့နေကြရပါတယ်သူကကျုပ်ကိုတော့ဖမ်းရှုပ်ထားတာအခုဒီနားကဆရာလေးဆက်တွေဖြတ်လိုက်လို့လွတ်လာရတာပါကျုပ်ရွာသားတွေကိုကူညီပါအောင်ဆရာလေးစိတ်ချပါဖို့ကျုပ်စူးစမ်းပေးပါမယ်အောက်လန်းဆရာရဲ့အိမ်တွင်အောက်လန်းဆရာကြီးမှအလိုမင်ဒေါသထွက်နေရှားပါတယ်ဘယ်အကောင်ကငါရဲ့ဆက်တွေကိုဖျက်ဆီးလိုက်တာလဲကွတွေ့ကြသေးတာပေါ့ကွာထိုအခါသူမွေးထားတဲ့တရေနှစ်ကောင်ဖြစ်တဲ့ငနဲ့နဲ့ပြားကြီးမှရွာကိုအတော်ဆွမ်းတဲ့အထက်လန်းစာတယောက်ရောက်လာနေတယ်သူကတော်တော်ဆွမ်းပါတယ်ကျွန်တော်တို့တော့ဝေးကနေထွက်ပြေးခဲ့ရတာပါဘာအထက်လန်းဆရာဟုတ်လားတွေ့ကြပြီပေါ့ကွာမင်းနဲ့ငါဘသူပိုဆွမ်းတယ်လဲဆိုတာကိုစောင့်ကြည့်ခြင်းနဲ့မောင်ဒီဘမှာရွာသားတွေနဲ့အတော်လေးရင်းနှီးနေချေပြီးအောက်လန်းဆရာနဲ့လကွယ်ညာတိုက်ခတ်ရန်ရှိန်ထားသဖြင့်ရွာတင်တစ်ပတ်ခန့်ကြာရှိပြီးဆရာလေးကျုပ်တို့ရွာကိုကယ်တင်ပေးမယ်ပြောလို့ဝမ်းသာပါတယ်ဗျာရပါတယ်တကြီးရဲ့ဒါကျုပ်ရဲ့အလုပ်ပဲလေဒီလိုနဲ့လကွယ်ညာတို့ရောက်ခဲ့ရှိပြီးတောင်သာရွာလေးကအမောင်တူအောက်တွင်အိမ်မောကြနေသည့်ရွာပြည်တနေရာ၌မျက်နှာရှင်းဆိုင်နေသူနှစ်ဦးတယောက်ကဒေါသပြည့်နေသူနောက်တယောက်ကပတိစိတ်မပြတ်ရှိနေသူကမောင်ဒီပမင်းလိုထက်လန်းဆရာပေါက်စားကငါလိုလူကြီးနဲ့ရှင်ပြိုင်မယ်ပေါ့ထိုအခါမောင်ဒီပမှတစ်ချက်ပြုံးလိုက်ပြီးအမှန်နဲ့အမှားအလင်းနဲ့အမောင်ဒူးစရိုက်နဲ့သူစရိုက်အင်းအားမမျှနိုင်ပါဥပုံနာခမည်းလို့ရက်တွေရက်တက်မှာတော့ကောင်းပြီလေငါရှုံးခဲ့ရင်ငါပညာတွေကိုစွန့်ပေးမယ်ငါကိုမင်းတတ်နိုင်တယ်မင်းရှုံးရင်မင်းအသက်ကိုငါယူမယ်ကောင်းပါပြီဗျာကျုပ်လက်ခံပါတယ်တို့ဆိုကစတင်တိုက်ခတ်ရပြင်ကြပါတော့တယ်အောက်လန်းဆရာမဆက်များဖြင့်ပြစ်ခတ်တော့မောင်ဒီပမှအာတာနာတိယတုတ်ကိုရွတ်ဖက်လေကပြီးလင်သစ္စာပြုလိုက်ပါတော့တယ်ငါသည်ဤပညာရက်တွေကိုအများအကျိုးအတွက်သင်ယူခဲ့တာဖြစ်သည်ထို့ကြောင့်ငါဤသစ္စာစကားမှန်ကန်ပါကဤအမောင်ပညာတွေပျောက်ကွယ်ပါစေတည်းထိုအခါမောင်ဒီပစီမှအလင်းရောင်များထွက်သွားပြီးအောက်လန်းဆရာပုံနာပြစ်လိုက်တဲ့စက်နဲ့ထိကဝုံငနဲ့အတန်ထွက်ကအလင်းရောင်ဖြာသွားပြီးမောင်ဒီပမှစီးရှာကာတာပတိစိတ်နေတော့တယ်ဗျအောက်လန်းဆရာမပုံစံမျိုးစုံဖြင့်တိုက်ပါတော့လေမနိုင်ဖြစ်နေရတရှိမှာတော့မောင်ဒီပမှတံပြန်အင်းကိုအသုံးပြုလိုက်ရအောက်လန်းဆရာအနောက်သို့လွင့်စင်သွားကပါဇက်မှသွေးတွေစီးကြလာပါတော့တယ်မင်းကတံပြန်အင်းကိုသုံးလိုက်တာလားဟုတ်ပါတယ်ခမည်းကကျုပ်ပညာကိုဖျက်ဖို့ကြိုးစားနေတာမဟုတ်လားအခုတော့ခမည်းပညာတွေပြည့်စည်သွားပြီခမည်းဟာတာမန်လူဖြစ်သွားပြီဟုတ်တယ်အခုမင်းငါ့ကိုတတ်လို့ရပြီထိုအခါမောင်ဒီပမှာကျုပ်ကဒူးစရိုက်အလုပ်ကိုမလုပ်ပါအများသက်ကိုကယ်တင်တဲ့သူကလူမတတ်ပါဘူးအခုကစားလို့ခမည်းဘဝကိုကောင်းမွန်စွာဖြတ်သန်းမှာတော့တန်ရာအကျွေးမယူပါနဲ့တော့ထိုကအောက်လန်းဆရာကြီးမှာဝမ်းနဲ့စာစကားဆိုပြန်ပါတယ်ကျုပ်တောင်းမှန်ပါတယ်ဆရာလေးမေတ္တာတရားကြီးတဲ့ဆရာလေးကိုပြင်မှားမိလို့ကျုပ်ဒီနေ့ကစလို့မကောင်းတာမလုပ်တော့ပါဘူးဗျာဂရီပေးပါတယ်
ကောင်းပါတယ်ဗျာတာတုပါတို့နဲ့ရွာသားများကိုနှုတ်ဆက်ကထိုရွာလေးမှထွက်ခွာခဲ့ပါတော့တယ်မြန်မာလူမျိုးများရဲ့နေရာသည်ဟာပျော်စရာအရှိန်တစ်ခုပေါ့မြို့ပြလိုမကြီးကျယ်ပေမဲ့ပုံတလိမ့်လိမ့်အလှပွဲတွေဆိုသည်ကထမင်းရေရှောင်းစီရှင်လောင်းလှဲသည့်အခါတွေမှာလဲကျေးလဲဒေသအတွက်တော့သူနိုင်ကိုနိုင်အလှပြိုင်ကြတဲ့အပြိုလူပြိုများမှာအရင်ပန်းကလေးတွေပေါ့ရိုးရိုးလေးနဲ့တဘာဝအလျောက်လှနေကြသလိုမိတ်ကပ်တွေမလိမ့်ပေမဲ့တနက်ခါလေးနဲ့မှုေးပြက်နေကြပါတော့တယ်ကိုရင်မြင်ရွာလေးဟာတောင်ချေရင်ရွာလေးဖြစ်တဲ့တောတဘာဝကိုအရှိခံထားလေတယ်ရွာရဲ့မျက်နှာပြုံးကိုမောင်လှနဲ့ဒေါ်စန်းကြီးတို့ရဲ့သားဖိုးသက်လေးရဲ့ရှင်ပြုမဲ့နှစ်ပေါ့ကလေးတငယ်များကပျော်ရွှင်မဆုံးရွာရဲ့ကာလာသားကာလာသမီးတို့ကလည်းအလုတ်ကိုစီလူပြိုအပြိုတွေငပြောပင်ခုတ်ထင်းခွေရေခတ်ပေါ့ရွာသားကြီးများကမန်တက်ထိုးလို့ပြိုးကိုမောင်လှဘာတွေလိုအပ်သေးလဲဗျတကြီးပြည့်စုံပါတယ်ဗျာကာလာသားလေးတွေလောက်ကြပါတယ်ကျုပ်အလှကအကုန်ပြည့်စုံပါပြီဗျလိုအပ်တာရှိရင်လဲတကြီးတို့ပဲကူညီပေးကြပါဗျာပြောရမယ့်လူတွေလားဗျာလိုအပ်ချက်မရှိအောင်ဆောင်ရွက်ပေးပါမယ်ဒါနဲ့ဖိုးသက်လီရောဗျမပြောချင်ပါဘူးတကြီးရဲ့တောထဲကိုအပြိုလူပြိုတွေနဲ့ငပြောပင်ခေါ်ဖို့လိုက်သွားလေရဲ့ဒေါ်စန်းကြီးမှဝင်ဖြေလိုက်တယ်ထိုအခါတကြီးမှဗျာမနှက်ပြန်တပတ်ခါဆိုကလေးကကိုရင်ဝတ်တော့မှတော်ကြဖျားနာနေမှနေကပူပါတယ်ဆိုရောက်တဲ့ရပြောဆိုနေလိုက်ကြကအချိန်ကညနေ3 နာရီလောက်ကာလာသားငပြောဆိုသူမှအမောတကောပြေးလာကစကားဆိုလေတယ်တကြီးလှုပ်ပါအောင်ဗျာငပြောဘာဖြစ်လာပြန်နာတော့ဟာမောတကောဟုတ်တယ်တကြီးဖို့သက်လေးပြောင်းနေလို့ငပြောပင်ခုန်နေကြရင်ပြန်မယ်လို့တော့ရှာမတွေ့တော့ဘူးဗျာအခုကြံတဲ့လူတွေရှာနေတယ်ဘယ်နဲ့လောက်ကြမလဲတကြီးလှုပ်ပါအောင်တကြီးရဲ့ကျမသားလေးကိုရှာကြပါဦးဒါကြောင့်ကျုပ်ပြောတာကိုရေဝိခံနီးဆိုတာတစ်ပင်မတက်ရရေမကူးရဘူးဗျတခုခုဖြစ်တယ်လို့အခုဘယ်လိုလုပ်ကြမလဲဆိုတော့ခြာကြယုံပဲပေါ့ဗျာဒီလိုနဲ့ရွာသူရွာသားများမှလည်းဖိုးသက်လေးကိုရှာဖွေကြတော့လေညကိုသာရောက်သွားတယ်ဘယ်မှရှာမတွေ့အားလုံးမောပန်းနေကြသဖြင့်ရွာသားများပြန်လာခဲ့ကြပါတယ်မောင်ဖိုးသက်လေးပျောက်သွားသည်မှာတပတ်ခန့်ကြာခဲ့ရှိပြီအားလုံးမှလက်လျှော့လိုက်ကြတော့တယ်မိဘတွေကတော့ရင်ကျိုးနေကြတော့တာပေါ့သားလေးရဲ့ဖြစ်မှဖြစ်ရလေကွာကိုမောင်လှရဲ့ကျမတို့သားလေးကိုရှာပါအောင်တော့ရှာကြတာပဲလေကွာတွေ့မှမတွေ့တာကျမတော့ရင်ကျိုးရပါပြီရဲ့တော့ကိုရမင်းရွာလေးရဲ့နဲ့ခင်းတီကြီးတဲ့ဥပရိယုတ်အရက်ကမနှိမ့်မမြင့်အသားဖြူဖြူမျက်ခုံးမွေးထူထူအဖြူရောင်ဝစ်စင်လေးရဲ့အသက်20ကျော်လူငယ်လေးတူရောက်လာခဲ့ပါတယ်သူဟာရွာဦးเจ้าစီဦးတီလျှောက်သွားလေရာရွာဦးเจ้าရောက်တော့ဖះရှင်ကိုဆရာတော်ကကြောပြီးစကားဆိုလေတယ်အရှင်ဖះဒီရွာမှာတပည့်တော်တညလောက်တဲခိုပါရစေဖះတကားလေးကခရီးသွားထင်တယ်ရပါတယ်ကွယ်ကျေးဇူးကြီးလာပါတယ်ဖះထိုအခါနေ့လေစွန့်ကပ်ရအလို့ကိုမောင်လာနဲ့မဆန်းကြီးတို့ဇနီးမောင်နဲ့ကျောင်းပေါ်တက်လာကြကဆရာတော်မမောင်တီပနဲ့စကားပြောနေရမှာလှမ်းမေးလိုက်ပါတယ်ဟေးမောင်လှတို့စန်းကြီးတို့နင်တို့သားလေးကိုတွေ့ကြရဲ့လားမတွေ့ပါဘူးဖေဟာအေးကွယ်တတဝါတစ်ခုကံတစ်ခုလို့မှတ်ရမှာပေါ့ထိုအခါမောင်တီပမှစကားမေးလေတယ်ဘာဖြစ်လို့ပါလဲဖေဟာခလေးကဒီလိုတကားလေးရဲ့ဆရာတော်မပြောပြလေတော့ကမောင်တီပမှကောင်းတငိမ့်ငိမ့်နားထောင်ရင်ဒါကနတ်ဖွဲ့ခံထားရတာပဲသူပျောက်သွားတဲ့နေရာကိုကျုပ်ကိုလိုက်ဖို့ပေးနိုင်မလားကိုမောင်လာမေးလိုက်ကထိုအခါသူတို့ဇနီးမောင်နှံမှာမယုံကြည်နိုင်ဟန်ဖြစ်ဒီကလူငယ်ကဘယ်လိုလို့ကျုပ်နာမည်ကမောင်တီပအထက်လန်းပညာတွေလိုက်စားနေသူတယောက်ပါဗျာကူညီပါအောင်ဆရာလေးရဲ့ကျုပ်တို့သားလေးကိုစိတ်ချပါကျုပ်ကူညီပါမယ်သို့ဆိုကရွာသားတွေကိုခေါ်ကဖိုးသက်လီပျောက်သွားတဲ့နေရာသို့လာခဲ့ကြပါတော့တယ်ဒေါ်ကိုဝင်သည်နှင့်မောင်တီပမှကိုလုံအင်းကိုနှိုးထားလိုက်ပါတယ်တာမန်မျက်စိနဲ့မမြင်နိုင်သည့်နာနာဘာဝတွေကိုကြည့်ကမောင်တီပမှပြုံးနေတဲ့အတန်ငယ်ကြာလာခဲ့ရာကြီးမားတဲ့ညောင်မင်းကြီးတပင်အောက်အရောက်တွင်မောင်တီပမှရက်တန့်လိုက်တော့
ကြံလူများလည်းရက်တန့်သွားကြကဆရာလေးဘာဖြစ်လို့လဲဗျကိုမောင်လှမမေးလာတယ်ကဲခမရတို့အားလုံးကျုပ်ချထားတဲ့စီးတဲမဲနေကြပါအခုကျုပ်လုပ်ငန်းစတော့မယ်ဆိုကကြံလူများကိုစီးဝိုင်းပေးကနေခိုင်းထားလိုက်တော့တယ်မြောင်မကြမီတော့တောတစ်ခုလုံးစူညံလာပြီးကျေလောင်တဲ့အတန်ထွက်ပေါ်လာတော့တယ်အသင်ကကျုပ်အလုပ်ကိုလာနှောက်ရက်တယ်ပေါ့သင်သေးမှမကြောက်ဘူးလားသူကအားလုံးအလန့်တကြားဖြစ်ကုန်ကြကမောင်ဒီပမှအတီးကြီးစွာပဲပြန်ပြောလေတယ်သင်ဟာနတ်ဖြစ်နေတာတော့အတော်လေးအတ္တကြီးတာပဲသင်ဆန္ဒတစ်ခုကြောင့်တပားသူတွေရဲ့ခံစားချက်ဝမ်းနည်းခြင်းတွေကိုဥပိ္ပခာပြုထားတယ်ကလေးကိုပြန်ပေးပါသူဟာသာသနာကျေတဝင့်ဖြစ်လာမယ်ကလေးဖြစ်တယ်ဟာဟာဟာကုမာကိုအခုလိုပြောလို့ရစတန်းလားအထက်လန်းเสียသင်နဲ့ကျုပ်တဝဲတလန်းဆန်းညင်ပါတယ်ရပါတယ်ကျုပ်ကလူတွေအတွက်စတေးထားသူပါသိရမှာတဲ့အများအတွက်ပိုအလေးထားတတ်ပါတယ်ထိုအခါမိုးရှိန်တန်ကဲသောကျေလောင်တဲ့အတန်ကြီးထွက်ပေါ်လာမောင်ဒီပမှပတိစေရင်ဘယ်ပဲလက်ဖြစ်သူ့စီလာနေတဲ့အရာဝတ္ထုကိုရိုက်ပုတ်လိုက်တော့ထိုအရာမှာလွင့်စင်သွားပြီးအပင်ကြီးကိုထိမှန်သွားလေရာဒုံးဆိုတဲ့အတန်ကြီးလည်းမြည်သွားလေတော့တယ်သင်ပညာကမသေးဘူးပဲကဲလာလီရော့ဆိုတဲ့အတန်နဲ့တူလျက်စီးလက်တကဲ့သို့အလင်းညောင်းကြီးပြေးလာနေတော့ထိုအခါမောင်ဒီပမှတစ္ဆာပြုပြန်တယ်တစ္ဆာတရားမှန်ကန်သည်လောကပါလနတ်မင်းလေးပါအားကျုပ်မောင်ဒီပတိုင်တယ်ပါတယ်အသင်တို့ဤကုမာကိုတားဆီးပေးကြပါဆိုကမြေပြင်အားဖနှောင်းဖြစ်ပေါက်လိုက်ရာအယောင်သွေးစုံလင်တဲ့အလင်းနှန်းတစ်ခုမှလျှက်စီးကြောင်းကိုပြေးဝင်တိုက်လျာမိဘမိသားများဖြင့်ဖြာထွက်သွားကြပါတော့တယ်သင်ကတကယ်ပဲတော်တဲ့အထက်လန်းဆရာပါလားဒါပေမဲ့ကျုပ်ပညာတွေကမကုန်သေးဘူးထက်လန်းဆရာလာလီရောဟိဆိုလည်းပြီးပစိန်များတံအပေါ်မှပြုတ်ကျလာကြကအနီးရှိအပင်ကိုင်းများကိုဖျက်တော့သွားကြရဲ့ရွာသားများမျက်လုံးအဝိုင်းသားကြည့်နေကြတော့တယ်မောင်ဒီပါမှသူ၏လက်ကပတိကုန်းဖြင့်ရိုက်ပို့လိုက်ရာထိုအရာများအစိတ်စိတ်အမော်မော်ဖြစ်ကုန်ကြပါတော့တယ်ငါသည်တိတတ်သည့်အရွယ်ကစလို့မြည်သည့်ဒုစရိုက်ကိုမှမလုပ်ဘူးပါငါတတ်ထားသည့်ပညာသည်9ရက်သားသမီးတွေအတွက်ဖြစ်ပါတယ်ဤမှန်ကန်သည့်သစ္စာတရားကြောင့်အိုးအရှေလောကပါလနမင်းကြီးတို့အခုချက်ချင်းကုမာအားနှိမ်နှင်းပေးကြပါရန်သစ္စာပြုပါသည်ထိုချိန်ကောင်းငင်၌အလင်းနှန်းတစ်ခုထွက်ပေါ်လာပြီးနတ်ရထားစီးကနတ်စစ်သည်အပေါင်းတို့ဝေးရန်ထားတဲ့နမင်းကြီးအားတွေ့လိုက်ရတော့သူတို့ကကုမာဖမ်းရှုပ်လိုက်ကြကပြီးမှမောင်ဒီပါအားစကားဆိုလိုက်ပါလေတယ်သင်ဟာသစ္စာတရားကိုလက်နက်အဖြစ်အသုံးပြုသောပုဂ္ဂိုလ်ဖြစ်သည်ဖြင့်ကျွန်ုပ်ကိုယ်တိုင်သင်အားအမိပေးတယ်ဒီနေ့ကစလို့သင်နာမည်သစ္စာဒီပအမိတွင်စေသင်သစ္စာတရားသည်ရန်သူအပေါင်းခညောင်းပါစေတည်းထိုချိန်မိုးရှိန်တန်ကြီးမိဟိန်သွားကနတ်မင်းကြီးလေးပါပျောက်ကွယ်သွားတော့တယ်အရာရာတိုင်းကပုံမှန်ပြန်ဖြစ်သွားကရွာသားတွေလည်းသစ္စာဒီပအားလက်အုပ်ရှိထိုင်ကြတော့လေရထိုကသစ္စာဒီပမှစကားဆိုလိုက်ပါတယ်ကျုပ်ကိုလက်အုပ်ရှိစရာမလိုပါဘူးဗျာခမရတို့လက်အုပ်ရှိရမှာကလောကမှာဖရာတရားတန်ကမိဘဆရာပဲရှိပါတယ်ဆိုကညောင်မင်းကြီးအားကြည့်ကဂါရာရွတ်ဖက်လိုက်ရာတစ်ပင်ကြီးစီမှာဖိုးသက်လေးပေါ်လာပါတော့တယ်ဟာဖိုးသက်လေးထွက်လာပြီဟာတရွာလုံးအာမေဒိတ်တန်ကိုစီပေါ့ကလေးမိဘတွေမှာကလေးကိုပွေးဖက်ရင်းနဲ့ကျေးဇူးတင်လိုက်တာဆရာလေးရဲ့ရပါတယ်ဗျာဒီကလေးကိုသာသင်ငန်းစီးပေးလိုက်ကြပါသူဟာတစ်ချိန်မှာသာသနာကျေတဝင့်ဖြစ်လာပါလိမ့်မယ်ကဲကျုပ်ကိုတော်ခွင့်ပြုကြပါဦးရွာမှာခဏတစ်ဖြုတ်နေပါဦးလားဆရာလေးရဲ့ကျုပ်မှာတာဝန်နေရှိသေးလို့ပါတန်တရားလဲနေသည်၍ရေစက်မကုန်သေးရင်ကျုပ်တို့ပြန်ဆောင်ကြအောင်မှာပါဗျာဆိုကထိုနေရာမှကြောခိုင်းထွက်လာခဲ့ပါတော့တယ်ရွာသူရွာသားများမှာသစ္စာဒီပကြောပြေအားငေးကြည့်ကြံခဲ့ကြကကြုံညဆုံညလူဘဝ၌ဖြစ်ပျက်အစုံကံအဖုံဖုံဖြစ်တက်ပေတက်တာကံမတကာဖြစ်ပါပေတယ်ကျွန်တော် channel ကနေအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့လူငယ်စာရေးဆရာ KTN လက်လို့မီရေးသားထားတဲ့မောင်ဒီပနဲ့ပျောက်ဆုံးနေတဲ့ရှင်လောင်းဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်နောက်ရက်များမှာလည်းစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေတင်ဆက်ပေးအောင်မှာမို့စောင့်မျှော်ခံစားနားဆင်ပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်မျိုးစောဦးပါ